BTS နဲ့လည်းနေရမယ်ဈေးလည်းအများကြီးမသုံးချင်ဘူး location ကောင်းလာတဲ့လူချင်းသူတွေအတွက် The Sky Superbit ဒီ project တရှိဟာ Superbit area ဆိုလို့ရှိရင်လည်းဘန်ကောက်ရဲ့ Lifetime Plus Business Hub တစ်ခုပဲဖြစ်ပါတယ်အရှိတောင်အာရှမှာအကြီးဆုံးဖြစ်လာမယ်ဘန်ကောက်မှာ True Digital Park Cloud 11 Central Banner Mega Banner လိုနေရာတွေကိုအလွယ်တကူသွားလာနိုင်မှာဖြစ်ပြီးတော့ BTS ဥဒုံစုကိုလည်း9မိနစ်ခန့်လမ်းလျှောက်နဲ့ရောက်နိုင်ပါတယ်WI International Hospital လိုမျိုးအဆင့်မြင့်ဆေးရုံတွေကလည်းအနီးအနားမှာရှိပါတယ်။ဒါအပြင်ကိုမှ Berkeley International School, St. Andrew International School တို့လိုကျောင်းတွေပါရှိလို့ကလေးတွေရဲ့ပညာရေးအတွက်လည်းစိတ်ပူဖို့မလိုဘူးနော်။ဈေးနှုန်းလေးကတော့5 million ပတ်ဝန်းကျင်ကနေစတင်ဝယ်ယူနိုင်မှာဖြစ်ပြီးတော့အခန်းမျိုးစားအနေနဲ့ကလည်း1 bedroom, 2 bedroom, ceiling height အမြင့်ကြီးနဲ့ mof double space unit တွေကိုရွေးချယ်ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်။ဘန်ကောက်မှာနေထိုင်ဖို့ပဲဖြစ်ဖြစ် investment လုပ်ဖို့ပဲဖြစ်ဖြစ် location ကောင်းတဲ့ condo တစ်ခုကိုရှာနေဆိုရင်တော့ The Sky Superbit ကထည့်သွင်းစဉ်းစားတဲ့ condo project တစ်ခုပါပဲဒီ condo နဲ့ပတ်သက်ပြီးတော့အသေးစိတ်သိရှိချင်နေဆိုရင်တော့ကျွန်တော်တို့ရဲ့ PKK Property Thailand ကိုအခုပဲဆက်သွယ်ဆောင်ရွက်နေကြပါပြီ။တာယာလာပါတဲ့နေရာလေးကိုပိုင်ဆိုင်နိုင်ကြပါပြီဗျာ။